ဥရောပမှာတနေရာတွေကနေနိုင်ငံနှစ်ခုထဲကိုတန်းဝတ်လို့ရတဲ့လေဆိပ်တစ်ခုရှိတယ်ဆိုတာသင်သိပါသလားအဲ့ဒါကတော့ဆွစ်ဇာလန်နိုင်ငံဘေဇယ်မြို့လေကောင်ကနေ3.5ကီလိုမီတာဘောက်ပဲဝေးတဲ့ပြင်သစ်နိုင်ငံစိန့်လူးဝစ်မှာတည်ရှိတဲ့ကမ္ဘာပေါ်မှာတစ်ခုတည်းသောနှစ်နိုင်ငံမိုင်လေဆိပ်ဘေဇယ်မူးဟောက်စ်လေဆိပ်ပဲဖြစ်ပါတယ်နော်ဒီလေဆိပ်မှာထွက်ပေါက်နှစ်ခုတက်တက်စီရှိပါတယ်တစ်ခုကဆွစ်ဇာလန်ဘက်ကိုဦးတည်ပြီးနောက်တစ်ခုကပြင်သစ်ဘက်ကိုဦးတည်နေတာပါဒါကိုနှစ်နိုင်ငံလုံးကနေပူးတွဲလဲပတ်နေတာဖြစ်ပြီး1949ခုနှစ်တုန်းကလက်မှတ်ရေးထိုးခဲ့တဲ့အပြည်ပြည်ဆိုင်ရာတဘိုးတူညီချက်အောက်မှာရှိနေတာပါပဲဒါပေမဲ့ဒီနေရာကိုထူးခြားစေတဲ့အချက်ကဒါတစ်ခုတည်းတာမဟုတ်ပါဘူးဘေဇယ်မျိုးလေးကဆွစ်ဇာလန်ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေရိုင်းရက်တစ်လျှောက်မှာစုံစည်းနေတဲ့ထူးခြားတဲ့သုံးနိုင်ငံစုံမှတ် Tri Point အနီးမှာတည်ရှိနေတာပါဒီမျိုးဟာပြင်သစ်နဲ့ဂျာမနီနဲ့အလွန်နီးကပ်လို့ဘေဇယ်ရဲ့မြို့ပရာ area ဟာတကယ်တမ်းကျတော့ဒီသုံးနိုင်ငံလုံးကိုကျေပြည့်နေတာပါဒီတွေတော့မှလူတွေဟာတနိုင်ငံမှာနေထိုင်ပြီးနောက်တနိုင်ငံမှာအလုံးလုံးနိုင်တယ်လို့တတိယနိုင်ငံမှာလည်းတနေတဲ့အတွင်းမှာပဲဈေးဝယ်တာထမင်းစားတာတွေလုပ်လို့ရနေကြပါတယ်ဒီဒေတာမှာနယ်နိမိတ်တွေဟာအတားအဆီးတွေမဟုတ်တော့ပါဘူးသူတို့ဟာသုံးနိုင်ငံကိုချိတ်ဆက်ပေးထားတဲ့တရားတွေဖြစ်နေပါတော့တယ်